ဒီလိုစိတ်ပေါင်ကြီးအချောင်းလိုက်ကြီးကိုအလကားစားရမယ်လို့အိမ်မက်တောင်မမှတ်ဘူးဗျာအခုလိုမျိုးအလကားခေါ်ကြွေးတဲ့ဆိုင်ရှင်ကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းအာနာနာနဲ့ဆိုင်မှာတစ်ချောင်းပါဆယ်တစ်ချောင်းပေါ့ဗျာတကယ်ကျွန်တော်မျှဝေလိုက်တယ်နော်ဒီချက်ပေါင်ကြီးကြီးပဲနော်စိတ်ပေါင်လားဟောစိတ်ပေါင်ကဲဒီနေ့စိတ်ပေါင်ကြီးအလကားဆွဲရတော့မယ်ဗျာနိုင်ကောင်ကနာမည်တော်တော်ကြီးနေဟုတ်လားကြီးပြတယ်ပေါ့ကြီးပြတယ်ဒီနေ့ကစိတ်ပေါင်ကြီးအလကားလာစားတာOh. Oh. စိတ်ပေါင်ဘယ်လိုရတာလုပ်ပေးပါလဲဟာလားစိတ်ပေါင်ကဲစီချွမ်းအရတာရှယ်ပဲဗျာအာဝေးရဘာလဲပါလဲစိုက်စားရတယ်အကုန်လုံးပါပဲကြီးကြီးတာပါဘောင်းဝေးကိုထိုင်လို့မဆက်တော့ဘူးနော်ဟောမဆက်ဘူးသိရလေကြီးကြီးတာဒါဟုတ်တယ်လှလို့အထဲမှာထိုင်မယ်နော်ဟုတ်ကဲ့ပါဆရာဟုတ်ဒီမလေးအသားတွေကအရင်များတော့လေကျွန်တော်အချင်းပြရပဲချိထည့်လိုက်တော့ဒီလားဟုတ်ပါဆရာအကုန်မစားတဲ့အသားတွေရှိလားရှင်အစားတဲ့အသားကဟိုတစ်သားနဲ့အခြေ3ချောင်းသားရှောင်းတယ်ကျွန်တော်စားတယ်ဟုတ်ကဲ့ရှင်အေးခွာကြီးဒါအကုန်ငါဟာတွေပေါ့ဟုတ်တယ်ကွာအခုပါလေဟာအဲ့လောက်ကြီးမလုံးနဲ့လေအများကြီးပဲဟမ်မရှော့လိုက်မရှော့နဲ့တော့กินပြီးပဲထားလိုက်ပါစားလိုက်ပါဆွဲကြပါဦးဗျာရောက်နေငါ့ကိုဆွဲခိုင်းတာမဟုတ်ဘူးဒီတရားရုံးထဲမှာဖွင့်ထားတဲ့ Flame Barbecue ဆိုင်ကိုတော့ပါပဲအရင်တော့ home service ပေးရနော်အခုကဆိုင်ရော home service ရောရှိပါတယ်ကြိုင်ထားပြီပဲမနိုင်ဘူးထင်တယ်အေးထက်ဒီအားမနာနဲ့ထက်သမီးကအဖြူအောင်နေလားဟမ်ဆွဲပဲဗျာကြက်ပေါင်အဲ့လိုကြီးလေCP ကြက်လေကဲဒါသူရဲ့ sauce ဟိုပူစီနန်တမယာ sauce โอ้ရှေโอ้ဒီတရားတီးရကြတော့တို့ကဟိုတရားတီးရသည်မဟုတ်တော့ရရတယ်တို့က frozen လုပ်ထားတာပေါ့နော်ညမိုးချန်ကောင်းတယ်ကပ်ပါဝါအခုလာဒါကလေကညီမတို့ကလေဗီဒီယိုထဲမှာပြဖို့ပဲအခုကြွေးရလေအကုန်စားခိုင်းတာမဟုတ်ဘူးလေအခုဟမ်အကုန်စားခိုင်းတာမဟုတ်ဘူးရှင်မပြရဘူးမင်းလည်းကြော်တစ်ခါမှမစားဘူးသေးဘူးโอ้အပြင်ကျွတ်ပြီးတော့အထက်ကလုံးနေတယ်ပေါင်းပြီးတော့ကြော်နေတယ်ဒီအချင်းလေးလုံးဝအသက်activity access ဟောလားactivity access နဲ့ဖြောပြရပစုံကုန်ထမ်းဆွဲမယ်ပစုံကုန်ထမ်းဟုတ်အနည်းရောမိုင်းရဟာပြင်မဲ့အရေးစစ်ဘာမှမရောဒီကောင်ပဇွန်နဲ့ကညွတ်နဲ့နှစ်တစ်ထောင်သေးနဲ့ဟောနှစ်တရာသေးစပယ်တီးရလဲအတီးအစင်းနဲ့ပဲဒီကောင်ပဇွန်စားပဲကြော်ထားလားလော်ထားလားဒီကြောင်းတော့ပြီရှယ်ပဲဗျာလိုက်မယ်နော်ဟူးလာဒီကောင်စိတ်ကောင်းနေစတော့နှစ်အိုးပဲစားမလို့ကောင်းလို့ထပ်စားမယ်ကွာဟိုလိုကဲဖြောက်ပြီဗျာမိုးဆွေတော့ဒီကောင်နိုးခဲဆိုတော့နိုးခဲကဲအကင်တော့နိုင်နော်အာလူ
ဒီမှာတရားရခိုင်တော့ဟာလာဖြစ်ပါတယ်ဆန်ရှာလည်းဟာလာပဲဆိုတော့လောကစိတ်ချလိုက်ဗျာစုကာလာလည်းမတုံးတာရှိခံစေးလည်းမတုံးဒီ spike တွေကစ ready made မတုံးဒီပိုင်ရှင်ကိုယ်တိုင်ပဲပေါ်ဆက်တာဖြစ်ပါတယ်ဆိုတော့ဒီအသားနဲ့တာတွေနေတာကိုပိုင်ဆက်ရုံရှိရဗျာကိုပိုင်ဆက်ရုံနဲ့လိုအပ်တဲ့ဒီ air con temperature အတိုင်းထားပြီးတော့အသားတွေကိုနှက်တာအဲ့တော့လက်ဆက်တဲ့ fresh ဖြစ်တယ်ရတာလည်းကောင်းတယ်မှန်တယ်နောက်ပါလေမဲမာလာကြောင့်အဲ့လိုအထောက်လေးတွေအဲ့လိုလေးတွေရောင်းတယ်ဘုန်းကြီးများရုံးမှာအေးစစ်စစ်နဲ့အဲ့လိုထိုင်ပြီးတော့ရတာကောင်းကောင်းလေးစားရင်တော့လာခဲ့တဲ့တယ်ဒီဟာထိုင်လို့လည်းကောင်းတယ်ရတာလည်းကောင်းတယ်ဈေးရဲတန်တယ်ဗျာဈေးပေါ်ကမဟုတ်ဘူးဈေးလည်းမကြည့်ဘူးထိုင်ပြောလိုက်လား ဒီပါရှစ်ဒီစပါ စောင်းနေစား စာနော် စား အခုဒီထဲမှာဘယ်ဟာပူကြိုက်လဲ အကုန်ကြိုက်တယ် ငါဒီလိုဆိုင်အကုန်ကောင်းတော့ဘာလို့လဲ Flames premium quality ဘယ် premium မဟုတ်ဘဲနဲ့မရေးရတော့ပါဘူးရမှာโอ้ညာရွယ်အမဲကြောက်မာလာအမဲမာလာအဲ့တော့ဟိုကကိုစစ်စစ်ပတ်လို့မှရရဟုတ်လားဒါလေးနဲ့ပေးလိုက်လို့ရလားဟိုကချုံချင်း9ကင်ငါမာလာလေးတော့တူတယ်ကားကလေးသုံးမိထားခုမာလာအချင်းကိုယ်တိုင်ထုတ်တာအမဲစီနဲ့အမဲစီမာလာမွတ်ကြိုင်တယ်ရေတွေကငါတော့ရေတွေကငါဟင်းပွဲတွေအရင်များလို့အစုံတော့မစားပြနိုင်လိုက်ပါဘူးဒီ flame barbecue က home service လည်းရှိရနော်အိမ်အထိလိုက်ပြီးတော့กินပေးတာဗျာပွဲတွေပါတယ်ဆိုပို့ပြီးတော့တန်တယ်ကားစီဘူးပဲယူရဗျာဒီလို charger တွေပါတယ်အဲ့လို plus မကောက်ဘူး flame barbecue မှာလာစားလို့နောင်တမရစေရဘူးဗျာကျွန်တော်အားမခံပါတယ်မိတ်ဆွေတို့ကျွန်တော်ယုံကြည်လိုက်ဗျာနော် okay ပါ